စစ်မှန်တဲ့အစားအသောက်တွေတနည်းအားဖြင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားတော့မယ်စစ်မှန်တဲ့မိတ်ဆွေတွေတနည်းအားဖြင့်သဘောထားမှန်တဲ့မိတ်ဆွေတွေကိုမှရှိမယ်စစ်မှန်တဲ့အသိပညာဘ ഹു တုတတနည်းအားဖြင့်ဘဝအတွက်အသုံးတည့်တဲ့အစိတ်တောက်ကင်းတဲ့အသိပညာတွေကိုရှာဖွေစည်းဖို့မယ်စစ်မှန်တဲ့အတွေးတနည်းအားဖြင့်ကောင်းမွန်တဲ့အတွေးတွေကိုတွေးခေါ်မယ်စစ်မှန်တဲ့ရည်မှန်းချက်တနည်းအားဖြင့်အပြစ်အနာစာကင်းပြီးတော့လိပ်ပြတန်းတဲ့ဘဝနေထိုင်မှုအတွက်ရည်မှန်းချက်ကောင်းကောင်းကိုချမှတ်သတ်မှတ်ထားမယ်ဆိုရင်ဒါဟာစစ်မှန်တဲ့ဖြစ်တည်မှုစစ်မှန်တဲ့ရှင်သန်မှုဖြစ်ပါတယ်